အပျော်ခီးထွက်နေစဉ်မှာမတင်မှတ်ထားတဲ့တတဝါကြီးကြောင့်အသက်ဘေးအန္တရာယ်ကြုံခဲ့ရသူများဒီမျိုးသမီးကတော့မြေချောင်းရဲ့တစ်ဖက်ကမ်းကကမ်းခြေလေးမှာအပန်းဖြေနားယူဖို့အတွက်သူမိတ်ဆွေဆက်လီသမားနဲ့အတူတူခရီးထွက်လာခဲ့ပါတယ်။လန်တွဲကိုရောက်တဲ့အခါဆက်လီသမားကအာလူနာဘူးဖြစ်လာပြီးတော့အမျိုးသမီးကိုမတရားကြံစီဖို့ပြုလုပ်ပါတော့တယ်။ပထမတော့ဒါကစားနောက်နေတာဖြစ်မယ်လို့အမျိုးသမီးကထင်ခဲ့ပေမယ့်အခုလိုတကယ်ဖြစ်လာတဲ့အခါသူမရဲ့အရှက်တဲ့တိတ်ခါကိုကာကွယ်ဖို့အတွက်အခုလိုမျိုးဓာတ်ကိုထုတ်ပြီးတော့ခုခံလိုက်ပါတယ်။ဒါကြောင့်မဲဆက်လီသမားကရေထဲကိုပြုတ်ကျသွားပြီးတော့နောက်တစ်ချိန်ဒါမျိုးထက်မလုံးမှသာရေထဲကဆယ်ပြီးမယ်လို့မျိုးသမီးကပြောနေတဲ့အချိန်မှာအနောက်ဘက်ကနေအရေးမမဲကြီးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။တေချာကြည့်လိုက်တဲ့အခါမှာဒါကမိချောင်းကြီးဖြစ်လို့နေပါတယ်။နှစ်ယောက်စလုံးကအတော်လေးကိုမှထိတ်လန့်သွားကြပြီးတော့အမျိုးသမီးကလည်းဆက်လီသမားကိုအသေးအံဆွဲတင်ပေးနေပါတယ်။ဒါပေမဲ့ဘလို့မှကယ်လို့မရတော့တဲ့အစုံအမျိုးသမီးကသူမဘေးလို့ရကိုပြေးဖို့အတွက်ဆက်လီကိုအချိန်တင်มาတော့တယ်။အဲ့ဒီအချိန်မှာပဲမိချောင်းကအမျိုးသမီးကိုချက်မှန်ပြီးတော့ပြစ်မှတ်ထားလိုက်ပါတယ်။ဒါဆိုရင်ဒီမျိုးသမီးကမိချောင်းရံကလွတ်မြောက်သွားနိုင်မလားဒါမှမဟုတ်အသက်ဆုံးရှုံးသွားရမလားဆိုတာကိုပရိသတ်တို့ရဲ့အထင်လေးကမမပြောပြခဲ့ပါနော်